ခေရှုခရစ်တော်ရဲ့နာမ၌ရောက်စီတဲ့မင်္ဂလာပါကျွန်တော်တို့ဤကနေ့မှာဆင်ခြင်ခွန်အားရောမယ့်အကြောင်းအရာကယုံကြည်သူတို့ဤတန်ဖို့ဆိုတဲ့အကြောင်းအရာအဖြစ်ခွန်အားရောသွားမှာဖြစ်တယ်ရှမသက်ခရစ်ဝင်အခန်းကြီး38အပိုင်းငယ်17ကနေ14ဖြစ်တယ်ထိုမှတပါလူသားသည်ပျောက်သောသူတို့ကိုကေတင်အံ့တော်ငါကြွာလာသည်အဘေတို့ထင်ကြသည်သို့တရားရှိသောသူ၌တိုးတကောင်သည်လမ်းလွှဲ၍ပျောက်လျင်ထိုသူသည်69ကောင်သောတိုးတို့ကိုတောင်ပေါ်မှထားခဲ့ပြီးမှလမ်းလွှဲ၍ပျောက်သောတိုးတကောင်ကိုတွား၍ရှာတတ်တယ်မဟုတ်လောတွေးပြီးလင်လမ်းမလွှဲမပျောက်သောတိုး69ကောင်၌ဝမ်းမြောက်ခြင်းရှိသည့်ထက်ထိုတိုးတကောင်၌တာ၍ဝမ်းမြောက်ခြင်းရှိသည်ဟုငါအဖက်ဆို၏ထိုနည်းသူကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်ဤတငယ်တယောက်ကိုမျှပျက်စီးစေခြင်းကအလိုတော်မရှိအာမင်ကျွန်တော်ဤကနေ့ကျမ်းပိုက်ကိုကြည့်တဲ့အခါမှာသခင်ခရစ်တော်ကဒီအကြောင်းအရာလေးကမနေ့ကကျွန်တော်တို့ပြောခဲ့တဲ့တငယ်တယောက်ရဲ့ယုံကြည်သူတယောက်ရဲ့ဒီတန်ဖို့ဖြစ်တယ်သူ့ပုံမှာဒီပြဖစေတဲ့သူတွေကိုသခင်ခရစ်တော်ကဘလို့ဆုံးမခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီရဲ့အဆက်ဖြစ်တယ်ဒီအကြည့်တဲ့အခါမှာသခင်ခရစ်တော်ကလူသားရဲ့ကြွားလာခြင်းကပျောက်သောသူတွေကိုကယ်တင်ဖို့ရတဲ့ကြွားလာခြင်းဖြစ်တယ်တဲ့သခင်ခရစ်တော်ရဲ့ကြွားလာခြင်းကပျောက်သောသူတွေကိုသူ့ရဲ့တိုးတွေကိုပြန်လဲပြီးတော့မှခေါ်ဖို့ရတဲ့သူ့ရဲ့တိုးတွေကိုကယ်တင်ဖို့ရတဲ့ကြွားလာခြင်းဖြစ်တယ်ဆိုပြီးတော့မှသူကတနည်းအားဖြင့်ဖော်ပြတယ်ဒီမှာသူကဥပမာအနေနဲ့သူကပေးပြီးပြောတဲ့ຢာကလူတယောက်မှာတိုးကအကောင်100ရှိတယ်ဆိုရင်တကောင်ပျောက်တယ်ဆိုရင်သူကအဲ့ဒီတိုးတကောင်ကိုသူကမျက်ရအောင်ပြန်သွားရှာတယ်ဆိုတာတွေ့ရတယ်ဒီနေရာမှာကြည့်တဲ့အခါမှာတိုးထိန်ကောင်တယောက်ရဲ့ဒီပုံဥပမာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အကယ်၍ဒီတိုးထိန်ကတာလေကောင်းသောတိုးထိန်မဟုတ်ဘူးဆိုရင်100ရှိတာပဲတကောင်ပျောက်သွားတာများ69ကောင်ကျန်သေးတယ်ဆိုပြီးတော့မှသွားမရှာဘဲနဲ့သူကပြစ်ထားမှာဖြစ်တယ်69ကောင်တော့ကသူကဆက်ပြီးတော့မှအာယုံဆိုင်ပြီးတော့မှအဲ့ဒီ69ကောင်တော့တိုးကိုသာသူကဆက်လက်ပြီးတော့မှဒီထိန်သွားမှာဖြစ်တယ်ဆောက်ရှောက်သွားမှာဖြစ်တယ်တိုးတုံကလည်းသခင်ခရစ်တော်ကဒီနေရာကိုပြတဲ့အခါမှာသူကိုယ်တိုင်ကလည်းကောင်းတဲ့တိုးထိန်ကောင်းဖြစ်တယ်ဆိုတာကိုသူကတနည်းအားဖြင့်ဖော်ပြချင်တာဖြစ်တယ်ကျွန်တော်တို့ရဲ့ဖခင်တခင်ကသူ့ရဲ့တိုးတွေသူ့ရဲ့သားသမီးတွေကိုဘလို့တန်ဖိုးထားလဲဆိုတာကိုဖော်ပြချင်တာဖြစ်တယ်တိုးအကောင်တရားမှာတကောင်ပဲပျောက်သွားတာဒါပေမဲ့အဲ့ဒီတကောင်ကိုသူကတိုးထိန်ကောင်းကမရမကသွားရှာပြီးတော့မှပြန်လည်ပြီးတော့မှတွေ့တဲ့အခါမှာအဲ့ဒီတိုးကိုပြန်တွေ့တဲ့အခါမှာသူကကျန်တဲ့69ကောင်ထက်အဲ့ဒီတကောင်ပေါ်မှာပို့ပြီးတော့မှဝမ်းမြောက်ခြင်းရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီနေရာမှာတိုးဆိုတဲ့နေရာမှာကျွန်တော်တို့ကယုံကြည်သူတွေကိုဆိုလိုချင်တာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့ရဲ့ဝိညာဉ်ကကျွန်တော်ဒီရှေ့မှာပြောခဲ့တဲ့အတိုင်းမှာကျွန်တော်တို့ရဲ့ဝိညာဉ်ကဘေးအရာနဲ့မှရွေးဝယ်လို့မရပါဘူးဒီလောကစัจ java လာအားလုံးပိုင်နေရင်တောင်မှကျွန်တော်တို့ကကျွန်တော်ရဲ့ဝိညာဉ်ကိုရွေးဝယ်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ကယုံကြည်သူဖြစ်ခွင့်ရတာယေရှုတော်တသက်ကြောင့်ဖြစ်တယ်ဘုရားရဲ့သားသမီးဖြစ်ခွင့်ရတာတိုးတကောင်ဖြစ်ခွင့်ရတာခရစ်တော်ရဲ့တိုးဖြစ်ခွင့်ရခြင်းကျွန်တော်တို့ကယေရှုတော်တသက်ကြောင့်ရရှိတဲ့အရာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေတယောက်ကလမ်းလွဲတော့အခါမှာလမ်းမှားနိုင်တာဖြစ်တယ်တိုးတယ်ကေတော့ပဲကျွန်တော်တို့ယုံကြည်သူတွေကအင်မတန်မှထိခိုက်လွယ်တဲ့သူတွေဖြစ်ပါတယ်ကျွန်တော်တို့ကိုအမြဲတမ်းချောင်းမြောင်းနေသောစာတမန်ကကျွန်တော်တို့အယုံကြည်အားနေတဲ့အခါမှာဘေးအချိန်မဆိုဝင်ရောက်ပြီးတော့မှဆွဲခေါ်သွားနိုင်တာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နေ့ရက်စဉ်တဲ့အသက်တာမှာအင်မတန်မှရည်ကြည်ပါတယ်ကျွန်တော်တို့ကတိုးကေတော့ပဲယုံကြည်သူတွေကလည်းလမ်းပြောင်းတတ်တာဖြစ်တယ်ထိုကဲ့သို့လမ်းမှားရောက်တဲ့အခါမှာလမ်းပြောင်းတဲ့အခါမှာသခင်ခရစ်တော်ကကျွန်တော်တို့ကိုခေါ်ပါလိမ့်မယ်မိတ်ဆွေစိတ်ပူပါနဲ့တင်တာတကယ်ယုံကြည်သူတကယ်ခရစ်တော်ရဲ့တိုးဆိုရင်တင်လမ်းမှားတဲ့အခါမှာခရစ်တော်ကတင်ကိုပြန်လာရှာမှာဖြစ်တယ်ပြန်လာရှာတဲ့အခါမှာနီလအမျိုးမျိုးသူကလာခေါ်မှာဖြစ်တယ်နှုတ်ကပတ်တော်အားဖြစ်တော်လောကောင်သူတပါးကိုအသုံးပြုခြင်းအားဖြစ်တော်လောကောင်တရားဟောဆရာကိုအသုံးပြုခြင်းအားဖြစ်တော်လောကောင်သူကနှင်းမျိုးစုံနဲ့ဝိညာဉ်တော်ဖခင်ကတင်ကိုတည့်ရစိတ်ထဲမှာနှိုးဆော်မှာဖြစ်တယ်အဲဒါကြောင့်သခင်ခရစ်တော်ကသူပြောလဲဆိုတော့ငါရဲ့တိုးတွေကငါရဲ့ခေါ်တန်ကိုသိတယ်တဲ့ထိုနည်း၎င်းပဲတင်ကတန်ရှင်းသုံးဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်တင်လမ်းပြောင်းနေတဲ့အခါမှာတင်ကိုခေါ်တဲ့အခါမှာမိတ်ဆွေအင်မတန်မှရည်ကြည်ပါတယ်နောင်တတရားနဲ့ခရစ်တော်စီကိုပြန်လာပါသင်ကဘေးနေရာဘေးအခြေအနေမှာပဲရှိနေပါစေသခင်ခရစ်တော်ရဲ့ခေါ်တဲ့တိုးထင်းရဲ့ခေါ်တဲ့ကိုကြားတဲ့အခါမှာနောင်တတရားနဲ့အဲ့ဒီအရာကိုချစ်ချင်းအဲ့ဒီအရာကနေလှည့်ပြီးတော့ပြန်လာခဲ့ပါအဲ့ဒါကြောင့်ပဲထိုကဲ့သို့ပြန်လာတဲ့အခါမှာတကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့အဘာဘုရားသခင်ကအင်မတန်မှဝမ်းမြောက်ပျော်ရွှင်တာကိုကျွန်တော်တို့ဒီမှာတွေ့ရတာဖြစ်တယ်ဒီမှာအပိုင်းငယ်ဒီ14မှာဗာပြောလဲဆိုတော့ထိုနည်းသူကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပါသည်ဤသူငယ်တယောက်ကိုမြပျက်စီးစေခြင်းကအလိုတော်မရှိကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့ထာဝရဘုရားကယုံကြည်သူသူ့ရဲ့သားသမီးတွေကိုတဆုံးတယောက်ကိုမှပျက်စီးစေဖို့ရတဲ့အလိုမရှိဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲဒါကြောင့်ကျွန်တော်တို့ကို
ဒီဖရာသခင်စီကအဝေးကိုခေါ်ဆောင်တဲ့အရာတွေဖရာသခင်စီကနေဝေးကွာစေတဲ့အရာတွေကဖရာသခင်အလိုတော်မဟုတ်ပါဘူးစာတမန်ရဲ့လှုပ်ဆောင်ချင်တာဖြစ်တယ်ဤရာကိုကျွန်တော်တို့ကတိုက်လှန်ဖို့ရတွန်းလှန်နိုင်ဖို့အတွက်အရေးကြီးတယ်ကျွန်တော်တို့ကကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲအားနေသောယုံကြည်သူတွေဖြစ်တယ်တိုးကဲတော့ထိခိုက်လွယ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်လမ်းမှားနိုင်တယ်အဲ့ဒီအချိန်မှာတန်ရှင်းသောဝိညာဉ်တော်ကတင်းကိုတနည်းနည်းနဲ့တင်းရဲ့စိတ်နှလုံးထဲမှာလှုပ်ဆော်ပါလိမ့်မယ်သခင်ခရစ်တော်ကတင်းကိုခေါ်ပါလိမ့်မယ်သခင်ခရစ်တော်ကတင်းကိုလာရှာပါလိမ့်မယ်အဲ့ဒီခရစ်တော်ရဲ့ခေါ်တဲ့ဝိညာဉ်တော်ရဲ့လှုပ်ဆော်တဲ့ကိုကြားတဲ့အခါမှာနောင်တတရားနဲ့ပြန်လာခဲ့ပါဘုရားသခင်ကတင်းရဲ့ပြန်လာခြင်းကိုဝမ်းမြောက်စွာနဲ့ကြိုးဆိုနေမှာဖြစ်တယ်ကောင်းကင်တမန်ပုံများစွာခရစ်တော်အပါဝင်ဘုရားသခင်ကလည်းကျွန်တော်တို့ရဲ့နောင်တတရားနဲ့သူစီပြန်လာခြင်းကိုဝမ်းမြောက်စွာနဲ့ပျော်ရွှင်စွာနဲ့ကြိုးဆိုနေပါတယ်ဆိုတာကိုဒီခွန်အားပေးခြင်းနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတယောက်ရဲ့တန်ဖိုးကစัจ java လာနဲ့လဲလို့မရပါဘူးမိတ်ဆွေကျွန်တော်ယုံကြည်သူတယောက်ရဲ့တန်ဖိုးကကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ပြင်လေကျွန်တော်တို့နောင်တတရားနဲ့ပြန်လာတဲ့အခါမှာဖန်ဆင်းရှင်ကပြင်နေကျွန်တော်တို့ကိုဘာပြောလဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကိုထိခိုက်တဲ့အခါမှာသူ့ရဲ့မျက်လုံးကိုစူးနဲ့ထိုးနေတယ်လို့ပဲသူကခံစားရတယ်ဆိုပြီးတော့မှပြောထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်ရဲ့ရှေ့မှာဘုရားသားသမီးတွေဖြစ်တဲ့အတွက်အင်မတန်မှတန်ဖိုးရှိသောသူတွေဖြစ်တယ်ဆိုတာကိုမမေ့ဖို့ရအတွက်ခွန်အားပေးဝင်ခါချင်တာဖြစ်တယ်။ကျမ်းစာသူရုံးစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။